ဂိမ်းလောကမှာအရေးကြီးတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပေါ်နေတာကိုမိတ်ဆွေသတိထားမိပါသလားတန်ဖိုးရှိတဲ့ဖန်တီးမှုတွေနောက်ွယ်ကလူတွေအတွက်တရားမျှတမှုဆိုတာဘာလဲလို့စဉ်းစားဖို့သူတွေဒီအကြောင်းကိုစိတ်ဝင်စားမှာပါနာမည်ကျော်ဂိမ်းတစ်ခုရဲ့ဖန်တီးသူတွေကစုပေါင်းပြီးတစ်ခုခုကိုတောင်းဆိုနေကြတာပါဒါပေမဲ့သူတို့တိတိကျကျဘာတွေလိုချင်နေတာလဲအဲ့ဒီဂိမ်းကတော့နာမည်ကျော် Magic the Gathering Arena ပါဒီဂိမ်းကိုဖန်တီးခဲ့ကြတဲ့ Wizards of the Coast Company ကလူသားတွေဟာအခုဆိုရင်အပြောင်းလဲကြီးတစ်ခုကိုဖန်တီးဖို့စ조사နေကြပါတယ်သူတို့ရဲ့လှုပ်ရှားမှုကရိုးရိုးရှင်းရှင်းတော့မဟုတ်ပါဘူး Magic the Gathering Arena Game ဖန်တီးဖို့အမလောက်စုကြီးဟာ Communications Workers of America နဲ့ပူးပေါင်းပြီးတမကဖွဲ့စည်းဖို့ရည်ရွယ်နေတယ်လို့ကြေညာလိုက်ပါတယ်ဒါဟာ Hasbro ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Wizards of the Coast မှာပထမဆုံးအကြိမ်လုပ်သားလီစုပေါင်းလှုပ်ရှားရလဲထပါတယ်ဒီလိုစုပေါင်းလှုပ်ရှားရတဲ့အကြောင်းရင်းကတော့အလုပ်အခြေအနေတွေကိုပိုကောင်းအောင်လုပ်ဖို့ပါပဲသူတို့ဟာအလုပ်ထုတ်ခံရမှုကနေကောက်ွယ်ဖေးဖို့အဝေးကနေအလုပ်လုပ်ခွင့်အာမခံချက်တွေရဖို့စတဲ့တောင်းဆိုချက်တွေကိုတင်ပြခဲ့ကြပါတယ်ဒါတွေဟာလူသားတွေအတွက်လုံခြုံရေးနဲ့လိုက်လျော်ညီထွေမှုကိုဦးစားပေးတဲ့အချက်တွေပါပဲအခုခေတ်မှာခေတ်စားလာတဲ့နည်းပညာတွေနဲ့ပတ်သက်လို့ရောသူတို့ဘာတွေစိုးရိမ်နေလဲထို့အပြင် generative AI နဲ့ပတ်သက်တဲ့ထိန်းချုပ်မှုများမဖြစ်မနေအချိန်ပိုဆင်းရတဲ့အခြေအနေတွေကိုကန့်သတ်ပေးဖို့ကိုလည်းတောင်းဆိုထားပါတယ်ဒါဟာလုပ်ငန်းခွင်ဖိအားကို short ချပြီးဖန်တီးမှုဆိုင်ရာလွတ်လပ်ခွင့်ကိုမြင့်တင်ဖို့ပါပဲအလုပ်အခြေအနေတွေတည်းမဟုတ်ပဲငွေကြေးနဲ့ပတ်သက်တဲ့တောင်းဆိုချက်တွေလည်းရှိနေပါတယ်သူတို့ဟာလောက်ခလက်စာတန်းတူညီမျှမှုနဲ့ပုံမပွင့်လင်းမြင်သာမှုရှိတဲ့လက်စာစနစ်ကိုလည်းလိုချင်ကြပါတယ်ဒီလိုမှသာလောက်သားတိုင်းတန်ဖိုးထားခံရတယ်လို့ခန်းစားရမှာဖြစ်ပါတယ်ဒီလိုတောင်းဆိုမှုတွေအပေါ်ကုမ္ပဏီဘက်ကဘယ်လိုတုံ့ပြန်ထည့်ပါလဲ Wizards of the Coast Company ကတော့ဒီတောင်းဆိုမှုတွေကိုဂရုတစိုက်ပြန်လဲသုံးသပ်နေတယ်လို့ထုတ်ပြန်ထားပါတယ်ဝန်ထမ်းတွေရဲ့လိုအပ်ချက်တွေကိုဓာတ်ရိုက်ဆက်ဆံရေးကနေနားထောင်ဖို့အရေးကြီးတယ်လို့လည်းသူတို့ကပြောပါတယ်ဒါပေမဲ့လုပ်သားတွေကတော့ဒီတစ်ခုတည်းနဲ့ရပ်တန့်မနေခဲ့ပါဘူးလုပ်သားတွေဟာသမဂအတိမတ်ပြုမှုအတွက်အမျိုးသားအလုပ်သမားဆက်ဆံရေးဘုတ်အဖွဲ့ NLRB မှာရွေးကောက်ပွဲလျှောက်လွှာကိုပါတင်သွင်းထားပါတယ်ဒါဟာ Blizzard Activision လိုအခြားနာမည်ကျော်ဂိမ်းကုမ္ပဏီတွေမှာပါဖြစ်ပေါ်နေတဲ့လုပ်သားသမဂဖွဲ့စည်းရေးလှိုင်းလုံးကြီးရဲ့တစ်စိတ်တစ်ပိုင်းပါပဲဒီလှုပ်ရှားမှုကြီးဘလောက်အထိအင်အားကြီးမားလာပြီလဲဆိုတာသင်သိပါသလား CWA District 7ရဲ့ဒုတိယဥက္ကဋ္ဌ Susie McAllister ကတော့ဒီကြေညာချက်ဟာဂိမ်းလောကတစ်ခုလုံးအတွက်အရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်တယ်လို့ပြောပါတယ်2025ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တဲ့ United Video Game Workers CWA Local 9433မှာလည်းအမေရိကန်နဲ့ကနေဒါတဝန်းကအဖွဲ့ဝင်600နီးပါးရှိနေပြီဖြစ်ပါတယ်ဒီလိုလှုပ်ရှားမှုတွေကနေဘလို့အနာဂတ်မျိုးကိုကျွန်တော်တို့မြင်ရမှာပါလဲဒီတမကဖွဲ့စည်းမှုဟာဂိမ်းဖန်တီးသူတွေအတွက်တန်ဖိုးရှိတဲ့အပြောင်းလဲတွေကိုဖန်တီးနိုင်ကြောင်းပြသနေပါတယ်ဒါဟာအလုပ်သမားတွေရဲ့စုပေါင်းအင်အားကနေဖြစ်ပေါ်လာတဲ့ပုံစံတစ်ခုပါပဲနီးပညာကဘာမှာဘလို့ပြောင်းလဲမှုတွေဆက်ဖြစ်လာအောင်မလဲဆိုတာစောင့်ကြည့်ခြင်းနဲ့ဆိုရင်တော့ဒီလိုအကြောင်းအရာတွေကိုဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်